အခုလိုမျိုးလက်ဆက်ပြီးတော့အရသာချိုလာတဲ့ပစွန်ထုတ်အကြီးကြီးတွေကိုကျွတ်သွန်ဖြူဆက်မွေးကြော်ထားတာရယ် Thai food vlog တွေမှာဆိုရင်အမြဲတွေ့နေကြဖြစ်တဲ့ပင်လယ်စာအစုံကိုအုံသီးနဲ့ချက်ထားတာတွေပြီးတော့ချင်းချင်းဆက်ဆက်ကြိုက်သူတွေအတွက်အခုလိုမျိုးအရသာထိမိနေစေမယ်ပင်လယ်စာအစုံထောင်းတွေအစားရှိတဲ့ Thai အစားစာအလုံးကိုတနေရာထဲမှာပဲဈေးတင်စွာနဲ့စားလို့ရမယ်စိုင်းတစ်ခုစီကိုခရစ်စတေကခေါ်တော်ပေးကြပါတယ်ဒီဆိုင်ကြီးကတော့မန္တလေးမြို့ရဲ့109လမ်း6980ကြားမှာဆိုင်အပြင်စင်လှပတဲ့ decoration နဲ့အတူဖွင့်လှစ်ထားတဲ့ Thai Town ဆိုတဲ့ Thai restaurant ဆိုင်ကြီးပဲဖြစ်ပါတယ်สวัสดีค่ะဆိုင်ရဲ့အောက်ထပ်မှာဆိုရင်တော့အခုလိုမျိုးအေးစစ်စစ်ထိုင်စားလို့ရတယ်လို့အပေါ်ထပ်မှာဆိုရင်တော့ညနေဘက်ဒီမှာဆိုရင် sunset ကိုကြည့်ပြီးတော့ အေးဆေးချက်လို့ရမယ်အောက်တော့နေရာလေးပါတယ်လို့ကိုယ့်ရဲ့မွေးနေ့တွေဒင်နာတွေတခြားပါတီတွေမှာထိုင်အစားအစာကိုအရသာရှိရှိနေရာကျယ်ဝန်းနဲ့တက်ခင်းအခက်ချင်းသူတွေအတွက်အခုလိုမျိုး private room လေးရှိတယ်လို့တီးတန့်အေးဆေးစကားပြောရင်းနဲ့စားချင်သူတွေအတွက်ဆိုရင်တော့ VIP အခန်းကောရှိပါတယ်အပေါ်တက်ကောအောက်တက်ကောနှစ်ခုလုံးပေါင်းလိုက်မယ်ဆိုရင်နေရာကျယ်ဝန်းနဲ့ဝိုင်းအများကြီးရှိရဆိုတော့လေတော်တော်လေးကိုအဆင်ပြေရဲ့ထိုင်းစားတော့ဆိုင်ကြီးပဲဖြစ်ပါတယ်ဒါလေးကကြတော့ပင်လယ်စာအစုံထောင်းပေါ့နော်သူကတပွဲကို6000ခွဲပါပိုရှင်ဆိုင်ကတော့အခုမြည်တွေ့နေရအတိုင်းပဲတော်တော်လေးကိုများတယ်ပါဝင်တဲ့ပင်လယ်စာလေးဆိုရင်လေလက်လက်ဆက်ဆက်နဲ့အရသာဆိုရင်လေတိတိမိမိထောင်းပေးတာအတွက်ကြောင့်စားကြည့်ရတဲ့အခါမှာဆိုရင်တော့လေတော်တော်လေးကိုစားလို့ကောင်းတဲ့မှာကိုပါပါတယ်နောက်တစ်ခုကကျတော့ Thai style ပင်လယ်စာနဲ့ဒီထမင်းကြော်ပေါ့နော်သူကတပွဲကို3200ပါဒါပေမဲ့2ရက်လောက်စားလို့ရရပေါ့နော်ပင်လယ်စာလည်းအစုံပါပြီးတော့နက်သီးလေးတွေရဲ့ခါကျဲဥအပြင်ကမှတီယိုစီလေးတွေအပြင်ကမှစပစ်ချောက်လေးရောပါဆိုတော့လေစားလိုက်ရတိုင်းမှာချိုချင်းအရသာလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ဒါကတော့ Thai Town ပင်လယ်စာအုံစင်းချက်ပေါ့နော်ဒီလိုတစ်ပွဲလုံးဆိုရင်9800ပေးရတယ်ပုံမှန်ဆိုရင်ပေါ့နော်အခုလိုမျိုးအုံသီးနဲ့ချက်တိုင်းဟင်းလျာရာကြော်လေအုံတို့တို့များသုံးထားရပေါ့နော်ဒါပေမဲ့ဒီ Thai Town မှာကျတော့အုံတို့နည်းမယ်အုံသီးထဲမှာပါတဲ့အုံရည်တွေရဲ့ပြီးတော့အုံသီးအနုအဖက်လေးတွေပေါ့နော်ပေါင်းဆက်ပြီးချက်ပြထားဖြစ်တဲ့အတွက်ကြောင့်အုံတို့ကြောက်တဲ့သူတွေတောင်မှဒီဟင်းပွဲတွေကစားလို့ရပါတယ်ဒါကတော့လုံးဝပစွန်တုပ်အကိတ်ကြီးတွေကိုကြော်ထားတဲ့ပစွန်တုပ်ကျွတ်သွန်ဖြူကြော်ဆက်မွေးလေးပဲဖြစ်ပါတယ်ပစွန်အကောင်ကြီးမှုလက်ဆက်မှုကတော့အခုမိတွင်နေရတဲ့အတိုင်းပါပဲသူကလေပစွန်ကိုနှစ်ချမ်းခွဲပေးထားပြီးတော့ဒီကျွတ်သွန်ဖြူလေးတွေရဲ့ငရုတ်သီးလေးတွေနဲ့ပေါ့နော်ပေါင်းဆက်ပြီးတော့ကြော်ပေးတာကလုံးဝလက်ဆက်တဲ့အတွက်ကြောင့်ပေါ့နော်စားလိုက်ရတဲ့ခံပါဆိုရင်ရတာလေကျွတ်သွန်ဖြူနဲ့မွမွေးလေးနဲ့ချိုနေရောပါပဲအဲ့ဒါကမှသူ့ရဲ့ဘေးမှာပါတယ် sauce လေးနဲ့တွဲပြီးတော့စားရလဲဝတော့လုံးဝပါစက်ထဲမှာ green တွေ့စီမှာတော့အသေးကြပါဒါလေးကကျတော့ကက်ကတစ်ငါတုံဆက်ဟင်းရင်လေးပေါ့နော်ဟုတ်ပါတယ်တုံရန်ဟင်းရင်မဟုတ်ပါဘူးတုံဆက်ဟင်းရင်ပါကွာချားချက်ကကျတော့တုံရန်ဟင်းရင်လိုမျိုးစီတွေဝဲမနေဘူးအယောင်တွေပါမနေပဲနဲ့ပေါ့နော်အခုလိုမျိုးအကြည်အောင်လေးနဲ့ပါသူ့ရဲ့ဟင်းရသားလေးရလေတုံရန်ဟင်းရသားလိုပဲချင်းဆက်ဆက်လေးနဲ့တော်လေးကိုတောက်လို့ကောင်းပါတယ်ကက်ကတစ်ငါကိုအသုံးပြုပြီးတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ငခုမစားရတဲ့သူတွေအတွက်ဆိုရင်လေတော်လေးကိုအဆင်ပြေမယ့်ဟင်းပွဲလေးပါဒီမီနူးလေးကကျတော့ special green curry ပေါ့နော်သူကတပွဲကို3200ပါဒီဟင်းပွဲလေးရလေအခုလိုမျိုးပေါ့နော်ပြပြနေချက်ပေးထားတယ်အခုလိုမျိုးဟင်းလျာလေးဆိုရင်ပေါ့နော်ထိုင်းဘက်မှာဆိုရင်မုတ်ဖက်လေးနဲ့တွဲပြီးတော့မနှက်စာနေနေတော့မှသုံးဆောင်ကြပါသေးရဲ့တဲ့သူကကြောက်လေအုံတော့ကိုအဓိကထားပြီးချက်တာဖြစ်တဲ့ကြောင့်အရက်သားကလေတော်တော်လေးကိုစိတ်နဲ့ဘက်ကိုသွားပါတယ်ဒီဇင်ဘာကလေအခုလိုမျိုး Thai tea ရေ green tea ရေဆိုရင်လည်းရတယ်ပြီးတော့တခြားသောလက်ဆက်တဲ့ဖြိုရည်တွေဆိုရင်အစုံရရပေါ့နော်ဒီဆိုင်ကလေထိုင်းဆန်နဲ့ပတ်သက်လာပြီဆိုရင်အစုံရရဲ့ဆန်လေးဖြစ်တဲ့အပြင်ကမှကြည်ကြဝန်းဝတ်တဲ့ဆန်လေးဖြစ်တဲ့အတွက်ကြောင့်သွားစားကြည့်ကြဖို့ရ Crystal Tea Vlog နဲ့ပြန်ပြီးတော့ share ဝင်လုပ်ပေးလိုက်ပါတယ်မန္တလေးမှာဆိုရင်မနက်စာကိုခရစ်စတယ်လိုမျိုးမုတ်တီတုပ်ကောင်းကောင်းလေးစားခြင်းသူတွေအတွက်မုတ်တီသားလေးအစားအီးဆက်နေပြီးတော့လေအရက်သားလေးတော်တော်လေးကိုစားလို့ကောင်းတဲ့ဆိုင်ကလေးတစ်ဆိုင်ကိုခရစ်စတယ်တွေ့ရှိထားပါတယ်ဒီဆိုင်မှာကလေမုတ်တီစားလို့ကောင်းတယ်မကောက်ဘူးပေါ့နော်လက်ဖေးကောင်းကောင်းလေးတောက်ခြင်းသူတွေအတွက်ဆိုရင်လေတမူထူးခြားတဲ့အရက်သားနဲ့တခြားစားစရာမီနူအစုံအလင်ကိုတနေရာထဲမှာအစုံလင်ရရှိမဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကတော့မန္တလေးမြို့ရဲ့64လမ်း41အေထောင်မှာရှိတဲ့မဟာမြတ်တီရွန်ဆိုင်နံပါတ်2ပဲဖြစ်ပါတယ်ဆိုင်နံပါတ်100ဆိုရင်တော့မန္တလေးမြို့ရဲ့82လမ်း4344ကြားမှာပဲဖြစ်ပါတယ်ခရစ်စတယ်လည်းပြီးခဲ့တဲ့တင်းလာနေရပါတော့မနက်စာစားဖို့ဒီ40လမ်းကိုဖြတ်သွားရင်းနဲ့အခုလိုတေချာပြေစီပေးထားတဲ့တီးရုံးလေးတရွတ်အတွက်ကြောင့်မနက်စာဝင်စားခဲ့တာပေါ့နော်အောက်ထပ်မှာဆိုရင်လည်း AC ထိုင်လို့ရတယ်လို့အပေါ်တက်ကတော့အေကုန်းခန်းလေးပေါ့နော်ခရစ်စတယ်ရောလေဒီအပေါ်တက်ကိုပို့ပြီးတော့သဘောကျရပေါ့နော်အေကုန်းကလည်းရတယ် decoration ဆိုရင်လည်းဟိုးနေရံပကြီးမှာအစားပန်းမွေရင်းနဲ့အလှဆင်တာတော်လေးကိုလှရပေါ့နော်ခရစ်စတယ်တော့ကတော့ပေါ့နော်မန္တလေးမှာမနက်စာစားပြီးဆိုရင်တော့မုတ်တီတော့ကတော့မပါမဖြစ်ပါပဲဒီဆိုင်ကမုတ်တီက
ဆိုရင်ပေါ့နော်အရက်သားအီးဆက်နေပြီးတော့တော်တော်လေးကိုဆောက်လုပ်ကောင်းနေမှာပါတယ်တကယ်မဟာမြတ်တေးရုံကိုရောက်ပြီဆိုရင်လေမုတ်တီတုပ်ကိုမဖြစ်မနေမှာစားကြည့်ပါလုံးဝနောင်တမရစေဘူးလို့ရေးရေးကြီးအမခံရေးပါတယ်ပြီးတော့လေမနန်းစာကိုပဲရုပ်ထမင်းကြော်စားခြင်းသူတွေအတွက်ဆိုရင်လေငရုတ်သီးတောင်ပဲတီချင်တုံးနဲ့ငချောက်ကြော်လေးပါပါတယ်ပေါ့နော်ပဲရုပ်ထမင်းကြော်လေးနဲ့တွဲဖက်ပြီးတော့စားမယ်ဆိုရင်တော်တော်လေးစားကောင်းနေမှာကိုပါတာပါမုံလိုင်းအပိုင်းမှာဆိုရင်တော့ခရစ်စတယ်စားကြည့်ခဲ့တာဆိုရင်နံပြားချင်ဆက်ကြော်နဲ့ထပ်တရားပေါ့နော်ဒါဆိုင်ရဲ့မုံလိုင်းထဲမှာဆိုရင်ပေါ့နော်ဆိုင်ရဲ့ signature menu ဖြစ်ပါတယ်တဲ့နံပြားချင်ဆက်ကြော်လေးရဆိုရင်နံပြားသားပေါ်မှာပေါ့နော်ခရမ်းကျင်သီးပဲပင်ပေါက်စတော်ပဲနဲ့ငရုတ်သီးတွေနဲ့တွဲပြီးတော့ကြော်ပြီးထားဆိုလေစားလိုက်ရတဲ့အခါမှာချင်ဆက်လေးနဲ့တော်လေးစားလို့ကောင်းပါတယ်ဒီဆိုင်ကပေါ့နော်ထပ်တရားဆိုရင်လေရိုးစီနေကြထားမှာမဟုတ်ဘဲနဲ့ထောပတ်စီနေကြထားဖြစ်တဲ့အတွက်ကြောင့်မုံသားတွေကပို့ပြီးတော့နူးအီပြီးတော့စားလိုက်ရတဲ့အခါမှာတော်တော်လေးစားလို့ကောင်းတဲ့မှာကိုပါပါတယ်ပြီးတော့ဒီဆိုင်ကလေအခုလိုမျိုးစိတ်ဆုပ်ပြုတ်လေးဆိုရင်လည်းပေါ့နော်သူကလေညဉ့်ညံ့မနာကိုတေချာပြီးလုပ်ပြီးထားတယ်အဲ့တော့ဒီတိုင်းဟင်းလေးပဲတောက်မလားညံပြားလေးနဲ့ပဲတွဲဖက်ပြီးတော့စားမလိုက်ဖက်တယ်ပေါ့နော်ဒီမဟာမြတ်တီးတို့ရဲ့လက်ဖက်ရည်ဆိုရင်လည်းတမှုထူးခြားရပေါ့နော်လက်ဖက်ချောက်တွေကိုလေအိုးလိုက်ကြီးနဲ့အကြာကြီးနှက်ထားမျိုးမဟုတ်ဘဲနဲ့လက်ဖက်ရည်၅ခွက်စာကိုတစ်ခါနှက်တဲ့စနစ်နဲ့ကျင့်သုံးထားတာပေါ့နော်အဲ့ဒီအတွက်ကြောင့်သူကလေအစိမ်းဖောက်ရတာလေးနဲ့ဆင်နေခရစ်စတယ်ပေါ့နော်လက်ဖက်တောက်တဲ့ခါမှာဆိုရင်လေနှစ်ရည်အရန်ကြနေရမျိုးဆိုရင်လေအောင်တက်တော့ပေါ့နော်အခုလိုမျိုးဒီ၅ခွက်တစ်ခွက်စာလေးနှက်ပေးထားဆိုတော့လေဒီဆိုင်လေးကတော့ခရစ်စတယ်တော်လေးကိုအဆင်ပြေပါတယ်ဒီဆိုင်မှာကလေအချိုတွဲဖို့တက်ဘာရွေးရမလဲမသိခက်နေရဆိုရင်တော့ခရစ်စတယ်စားခဲ့တယ်လို့မျိုးပမိုးကျုပ်ကြော်လေးမှာစားကြည့်ပါစီအများကြီးနဲ့ကြော်ထားတာမဟုတ်ဘဲနဲ့နိုးစင်းလေးရောစမ်းမိထားရပေါ့နော်စားလိုက်ရတဲ့အခါမှာလေအေးလေးနဲ့ပေါ့နော်အရက်တော်လေးစားလို့ကောင်းတယ်အချိုဘဲကိုလေချူချူဆင်းဆင်းလေးမှာစားခြင်းသူရဲ့အတွက်ဆိုရင်တော့အခုလိုမျိုးဒီမဟာမြတ်တီးရုံးရပေါ့နော်ဘိန်းမုံလေးကတော့အတင်တော်ဆုံးပါပဲအခုလိုမျိုးပေါ့နော်မနက်စာတွေအစုံလေးရအောင်လည်းမကပါဘူးနေ့လည်စာစားခြင်းသူရဲ့အတွက်ဆိုရင်လေဖတ်တမင်းနဲ့1 portion menu ရဲ့အပြင်ထမင်းကြော်ရီအားစားဆုံးရပါတယ်ဒီဖတ်တမင်းထဲမှာဆိုရင်ပေါ့နော်အသားတစ်မျိုးအရန်ဟင်း၄မျိုးပါတယ်သူ့ရှီရပေါ့နော်ခရစ်စတယ်စိတ်သားနဲ့စားခဲ့တာဆိုရင်တခြားဆိုင်ကြီးနဲ့စိတ်သားနဲ့တာမတူဘဲနဲ့နူးအေးနေအောင်လို့နှက်ထားပေးရဲ့အပြင်ကမှလေအရက်သားလေးကလေတော်လေးစားလို့ကောင်းတယ်ပေါ့နော်1 portion menu တွေကဆိုရင်တော့ခရစ်စတယ်ဒီနိုင်ငံထမင်းကြော်လေးထပ်စားခဲ့တယ်ပေါ့နော်ထမင်းကြော်လေးဆိုရင်လည်းအရက်သားရော့မနေဘဲနဲ့စားကြည့်တဲ့အခါမှာတော်လေးကိုအဆင်ပြေတာပါဒီမဟာမြတ်တီးတို့မှာဆိုရင်ပေါ့နော်ရရှိနိုင်မဲ့မနက်စာရေးနေ့လည်စာရေးဆိုရင်အားလုံးဒီပါအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့် Crystal Orient နေလေတော့ပြီးတော့စားကြည့်လို့ရအောင် develop လေးနဲ့ပြန်ပြီးတော့ sharing လုပ်ပေးလိုက်ပါတယ်ဆိုင်မှာရရှိနိုင်မဲ့အစားအသောက် menu တွေကိုလည်း Crystal တစ်ခုချင်းစီအသေးစိတ်ပြပေးထားပါတယ်နော်အခုလိုပူပြင်းတဲ့အချိန်မှာဆိုရင်စိတ်ထဲမှာအေးချမ်းသွားစေဖို့အတွက်ရာသီစာဖြစ်တဲ့မှုေးကြိုင်ပြီးတော့အရသာရှိလာတဲ့စိန်တလုံးတရက်သီးကိုအသုံးပြုပေးပြီးတော့ strawberry တွေညို့တွေအပြင်ကမှအုံတို့ပါခပ်ပါးပါးလေးပါတဲ့အပြင်တောက်လို့ရတိုင်းမှာဝါစားလို့ရစီမဲ့တာကိုစီလေးတွေပါတဲ့အခုလိုတဘိုးကောင်မှာ6800ပဲပေးရတဲ့ mango sago ဆိုတဲ့ theology ရဲ့ menu တစ်လေးကိုတည်ပြီးသွားကြပြီလား theology ဆိုင်ကတော့ပေါ့နော်အခုလိုမျိုးစိန်တလုံးရာသီရောက်ပြီဆိုရင်အမြဲတမ်းပေါ့နော် mango series တွေထုတ်နေကြဖြစ်တဲ့ crystal တီးရတဲ့လောက်ကပေါ့နော်အရင်တော့ဆိုရင်လေဒီစိန်တလုံး series ဆိုပြီးတော့9မျိုးလောက်ထိအောင်ရှိတာအခုနှစ်မှာဆိုရင်တော့နော် crystal အရှိမပြောပြပေးခဲ့တဲ့ mango sago တစ်မျိုးလေးကိုပဲတမိုထူးခြားတဲ့အရာတာကိုပေးစွမ်းနိုင်မဲ့ ready made ဘူးပုံစံလေးနဲ့ထုတ်ထားပေးဖြစ်ပါတယ်အမှန်တိုင်းပြောရမယ်ဆိုရင်ပေါ့နော် crystal ပြီးခဲ့တဲ့ဘက်ကမန်လေးသွားတော့ဆိုရင် theology ရပေါ့နော်အခုလိုမျိုး menu အစ်စ်ကိုပေါ့နော် crystal စီကိုပေါ့နော် PRK ပို့ပေးခဲ့တာပေါ့နော် crystal လေးရောက်ချင်မှာတောက်ကြည့်ရဲ့အခါမှာဆိုရင်လေအရသာအရန်ကိုကြိတ်သွားဖြစ်တဲ့အတွက်ကြောင့်ပြည်ဦးလင်ကိုပြတ်တဲ့အခါမှာကိုယ့်ရဲ့တငယ်ချင်းတွေကိုတိုက်ဖို့တက်ဝယ်သွားမယ်ဆိုပြီးတော့ဆိုင်ကိုကိုယ်တိုင်သွားရောက်ပြီးတော့ဝယ်ခဲ့တာပဲဖြစ်ပါတယ်အခုလိုမျိုးပေါ့နော်ဘယ် series လေးကိုပဲ menu အသစ်ထုတ် PR gift တွေပို့ပြီးတဲ့ theology ကိုလည်း crystal ကဒီတင်ကဒီကျေးဇူးထူးပဲနေရှိပါတယ်ဒီ mango sago ထဲမှာဆိုရင်ပေါ့နော်စိန်တလုံးတရက်ဒီစစ်စစ်ကိုမှအသုံးပြုပေးထားတဲ့အပြင်ကမှသူကလေတခြားအရသာအနေနဲ့ပေါ့နော် strawberry လေးအနည်းငယ်ပါမယ်နို့အပြင်အုံတို့ဆိုရင်လည်းခပ်ပါးပါးလေးပါတဲ့အပြင်ကမှတာကိုစီလေးရောပါလာဆိုတော့လေတပိုးထဲမှာလေးစုံလင်းအောင်ကိုပါလာပေါ့နော်crystal ကလေပြင်းလင်ယူသွားမှာဆိုတော့သူကအခုလိုမျိုးရီခဲပုံးနေရီခဲရင်နဲ့အတိချာလေးကိုစိုင်ဘက်ကနေထည့်ပေးပါတယ်ဒီ mango sago လေးကိုတောက်ချင်နေဆိုရင်တော့ theology ရဲ့63လမ်းစိုင်ခွဲတစ်ခုထဲမှာဒါလည်းမန်လေးကလူတွေသွားပြီးတော့ဝယ်လို့ရတယ်ဒါပေမဲ့တခြားနေဝေးရတောက်ချင်တဲ့သူရဲ့အတွက်ဆိုရင်လည်းပေါ့နော်အခုလိုမျိုးရီခဲဖာလေးတွေရီခဲလေးတွေနဲ့တေချာစီမံပြီးတော့ကားဂိတ်တင်ပေးပါတယ်တဲ့ crystal ကလေချက်ချင်းမတောက်သေးပဲနော်ပေါ့နော်နောက်နေ့မှကမ္မမအေးစစ်တောက်မယ်ဆိုပြီးတော့ရီခဲတက်တိုင်မှာထည့်ထားလိုက်တယ်စိုင်ဘက်ကပြောတာဆိုရင်ပေါ့နော်ရီခဲတက်တိုင်မှာဆိုရင်လေ3-4ရက်ထမ်းမယ်ဆိုရင်တော့မှလေအရက်တာလုံးဝပြတ်မသွားဘဲနဲ့တောက်လို့ရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်နေဝေးရလူတွေအတွက်ဆိုရင်တော်တော်လေးကိုအဆင်ပြေပါပါဒီ mango sago လေးကိုပေါ့နော် crystal ကလေနောက်နေ့မှာတငယ်ချင်းနဲ့အတူတူပြည်ဦးလင်မျိုးရဲ့ပေါ့နော်ကန်တော်လေးကံမောင်မှာ
လေတီဖြူဖြူလေးခံစားရင်းနဲ့ AC တောက်ကြတာပါဒီမန်ဂိုစာကိုလေးကကြော်လေ crystal ပြုလုပ်ပုံဆိုရင်လည်းအရှိမတခြားလေးပြပေးခဲ့ရတယ်သူကရေခဲလုံးဝမပါဘူးတကြားလည်းမပါဘူးပေါ့နော်တကြားမပါဘူးဆိုပေမဲ့အချိုတက်ဆိုရင်ပေါ့နော်ချိုပါပေးဆိုတဲ့စိတ်နှလုံးတရတီကိုအဓိကအသုံးပြုပေးထားတယ်ဒီမန်ဂိုစာကိုလေးကိုပေါ့နော်တောက်တဲ့အခါမှာဆိုရင်အခုလိုမျိုးတေချာလေး shake လိုက်ပါပြီးရင်တော့လေတောက်လိုက်ပြီးဆိုရင်တော့ချိုအေးမူးမွေးလေးနဲ့ပေါ့နော်အရန်ကိုတောက်လို့ကောင်းတော့ပါ crystal ရဲ့ပြုံးနေက audience နေဆိုရင်လည်းပေါ့နော်ဒီမန်ဂိုစာကိုလေးကိုတောက်ချင်နေဆိုရင် theology ရဲ့ page လေးမှာသွားပြီးတော့မှာလို့ရရပေါ့နော် crystal ရှိမှပြောခဲ့သလိုပဲ3ရက်ခန္ဓာဆိုတော့ပေါ့နော်ဒါလေးကိုတောက်ချင်သူတွေအတွက်ဆိုရင်တခါလေးများများမှာထားပြီးတော့ရေခဲတက်တာတွေမှာထည့်ပြီးတော့တောက်မယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေပါပါမင်းညနေရလေးကံမောင်လေးတဖြူဖြူလေးကိုခံရင်းနဲ့ပေါ့နော်အခုလိုမျိုးအရက်တာချိုအေးမွေးမွေးလေးနဲ့အခုလိုမျိုးမန်ဂိုစာကိုလေးကိုတောက်လိုက်ရတော့လေလုံးဝပြည့်စုံတဲ့ညနေခင်းတစ်ခုကိုပိုင်ဆိုင်ခဲ့ပါတယ်ဒါကြောင့်မလို့ crystal ရဲ့ Mandalay Orient နေဆိုရင်63 theology မှာတောက်ဝယ်လို့ရတယ်လို့ပြုံးနေက Orient နေဆိုရင်လေရေခဲပါတွေရေခဲတွေနဲ့ကားခိတ်တင်မီနီဖြစ်တဲ့အတွက်ကြောင့်အမြန်ဆုံးဝယ်တောက်ကြည့်ဖို့ရ crystal ပြန်ပြီးတော့ share လုပ်ပေးလိုက်ပါတယ်